မင်္ဂလာပါ DB Network Lab ကနေကြိုဆိုပါရစေကျွန်တော်တို့ Network Engineering ကြားမှာဒီနေ့ခေတ်အရေးအစားဆုံး topic တစ်ခုရှိပါတယ်အဲ့ဒါကတော့ SD1 Software Defined Wide Area Network ပဲဖြစ်ပါတယ်တော်တော်များများဒီ SD1 ကိုစတင်လေ့လာတော့မယ်ဆိုရင်မိခွန်းတွေအများကြီးရှိရပါတယ်အခုဗီဒီယိုမှာဆွေးနွေးပြသသွားမယ့်နည်းပညာတွေအမှတ်တစိတ်တွေအားလုံးဟာသူတို့ရဲ့သက်ဆိုင်ရာ vendor တွေရဲ့ကျွန်တော်တို့mobile တွေပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ vendor တစ်ခုကတခြားတစ်ခုထပ်ပို့ပြီးတော့ကောင်းတယ်ဆိုပြီးတော့ product promote လုပ်တဲ့သဘောမဟုတ်ပါဘူးလေ့လာတဲ့အတွက်ဒီ technical shootout commercial shootout နေပြီးတော့ဘူသူရရစီဖို့အတွက်တက်တက်တာရည်ရပြီးတော့နိုင်ရှင်းပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ SC1 ဆိုတာဘာလဲပေါ့ vendor တိုင်းရဲ့ SC1 ကအတူတူပဲလားနောက်တစ်ခုက SC1 က OSPF တို့ BGP တို့မျိုး standard protocol တစ်ခုလားပြောမှဆိုလို့ရှိရင် RFC base လားပေါ့ဒီမှာကျွန်တော် SC1 အခြေခံသဘောတရားနဲ့ multi vendor တွေရဲ့ကွာခြားချက်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကြည့်လိုက်အောင် traditional မှာဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်အဖြစ်ဒီ router တစ်ခုရင်းမှာဒီ component 3ခုပေါ့နော်အခြေခံ component 3 management plane control plane data plane ဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့တော့ management plane ကတော့ကျွန်တော် router ရဲ့ဝင်ပြီးတော့manage လုပ်ဖို့အတွက်ဒီ SSH လို့တဲ့တဲ့အတွက်နော်ကျွန်တော် control လုပ်တဲ့ဘိုင်းပေါ့နော် control plane ကတော့ routing protocol တွေ control လုပ်တဲ့ဘိုင်းနောက် data plane ကတော့ဒီ router prefix ပေါ့ဒီ user data တွေကိုကျွန်တော်တို့ router လုပ်တဲ့ဘိုင်းပေါ့အဲ့ဒီမှာကျွန်တော်တို့ကSC1 ဖြစ်သွားပြီဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ခုနက management plane ကတသက်ကျွန်တော်တို့ manager တွေကိုကျွန်တော်ခွဲထုတ်လိုက်တယ်နောက် control plane ကကျွန်တော်တို့တသက် controller component တွေကိုခွဲထုတ်လိုက်တယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကဒီ decouple လုပ်တယ်လို့ခေါ်တယ်ပေါ့နော်ပထမဆုံးအနေနဲ့ SC1 ဆိုတာဘာလဲဆိုတော့ရိုးရှင်းဆုံးမြင်အောင်ကြည့်အောင်ပေါ့နော်အရင်တော့ကျွန်တော်တို့ဒီ branch နဲ့ HQ ပေါ့ဒီရုပ်ခွဲတွေနဲ့ရုံးရုပ်တွေချိန်ဖို့အတွက် router တွေမှာ command line ကနေပြီးတော့ကျွန်တော်တို့တလုံးချင်းစီလိုက်ပြီးတော့ configure လုပ်ရတယ်ပေါ့နော်ဒါကတော့ traditional network ပေါ့ SC1 ကျတော့အဲ့ဒီ router တွေရဲ့ဒီ routing control plane ကို centralized software controller တခုအောက်မှာစုလိုက်တာပေါ့ပြောရင် router တွေရဲ့ဒီ control plane ကိုကျွန်တော် brain တစ်ခုအနေနဲ့ဒီ couple ပေါ့တက်ခွဲထုတ်လိုက်တဲ့သဘောမျိုးပေါ့ traditional SC1 ရဲ့အားသာချက်တွေကတော့အများကြီးရှိတယ်ပေါ့နော်အဲ့တော့အဓိကအခြေခံကြတဲ့၃ချက်ကတော့ကျွန်တော်တို့ပထမအနေနဲ့ transport independence ဖြစ်တယ်ပေါ့နော်ပြောချင်တာကဒီ transport လက်မှာကိုယ်အနေနဲ့ MPLS ပဲသုံး internet ရိုးကျွန်တော် broadband internet ပဲသုံးနောက်ပြီးတော့ဒီ 4G 5G ကြိုက်တာပဲ line ကိုသုံးလို့ရတယ်ပေါ့နော်နောက်ဒုတိယချက်အနေနဲ့ဒီ intelligent path selection ပေါ့ပြောမှဆိုရင်ကိုသုံးနေတဲ့ဥမာဖြင့်Zoom meeting အတွက်ဆိုလို့ရှိရင် line ကောင်းတဲ့ဘက်ကသွားပေါ့နော်နောက် YouTube video ကျွန်တော်တို့ YouTube အတွက်ဆိုလို့ရှိရင် Yo line ကသွားဆိုပြီးတော့ application တွေကိုကျွန်တော်တို့ application policy ပေါ့ကျွန်တော်တို့ရေးပြီးတော့ကျွန်တော် line ကြောင်းရွေးလို့ရတယ်ပေါ့နောက်ဆုံးအနေနဲ့အချက်ကတော့ကျွန်တော်တို့ဒီ centralized management ပေါ့အဲ့တော့ကို့မှာ router အလုံးတရာရှိရဲဆိုလို့ရှိရင် dashboard တစ်ခုတွေကနေပြီးတော့လှမ်းပြီးတော့ကျွန်တော်တို့ထိန်းချုပ်လို့ရတယ် configure လုပ်လို့ရတယ်ပေါ့ဒါကတော့ SD1 ရဲ့အခြေခံကြတဲ့ဒီ core concept တွေပေါ့နောက်ဒီ SD1 မှာတခြားကျွန်တော်တို့ security နဲ့ပါဝင်တာတွေလည်းအများကြီးရှိပါသေးတယ်အဲ့တော့ဒီနေရာမှာအရေးကြီးတဲ့ main တစ်ခုလာပါပြီ SD1 ဆိုတာ RFC standard လာပေါ့ကျွန်တော်တို့မဟုတ်ပါဘူး SD1 ဆိုတာကတော့ framework တစ်ခု architecture တစ်ခုသာဖြစ်ပါတယ် OSPF တို့ BGP တို့လိုမျိုး protocol တစ်ခုလည်းမဟုတ်ဘူးပေါ့နော်ဒါကြောင့် vendor တိုင်းကလည်းကျွန်တော်တို့ဥမာ Cisco 40နဲ့ Velo Cloud အကုန်လုံးက IPsec တို့ BGP တို့လို standard protocol တွေအခြေခံပြီးတော့ကျွန်တော်တို့တိစောက်ထားကြပြီမယ် SD1 ကို implement လုပ်တဲ့အခါကျလို့ရှိရင် control plane protocol ကျတော့သူတို့ရဲ့ကိုယ်ပိုင် proprietary နည်းပညာတွေကိုသုံးကြပါတယ်ဥမာ Cisco ဆိုလို့ရှိရင်ကျွန်တော်တို့ OMP လို့ခေါ်တဲ့ protocol ကိုသုံးပြီးတော့ VMware ဆိုလို့ရှိရင် VCMP ကိုသုံးကြတယ်ပေါ့နော်ဒါကြောင့် Cisco router နဲ့ဒီ Fortinet router ကို SD1 တာနဲ့ကျွန်တော်ဆောက်လို့မရပါဘူးဒါကို vendor lock-in ဖြစ်တယ်လို့ခေါ်ပါတယ်ဒါဆိုရင် vendor တွေကဘာခွာသွားတာလဲကိုယ်လုပ်ငန်းနဲ့ဘယ်သူကကိုက်ညီမလဲအချက်လက်တချို့ကျွန်တော်အနေနဲ့ရှင်းပြပေးချင်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကတော့ SD1 ကျွန်တော်တို့ Cisco SD1 Victela ပေါ့နော်သူကတော့ market မှာအများသိကြတဲ့အတိုင်း routing ဘိုင်းမှာသူ့အနေနဲ့ကအကောင်းဆုံးလို့သူပြောတယ်ပေါ့နောက်ပြီးတော့ complex ဖြစ်တဲ့ network တွေ enterprise network အကြီးတွေအတွက်ဆိုလို့ရှိရင် Cisco ကအကောင်းဆုံးပါပဲနောက် scalability လည်းကောင်းတယ်ပေါ့နော်ဒုတိယကတော့ Fortinet ပေါ့သူကကျတော့ security driven လို့ပြောပါတယ်firewall box လုံးဝယ်လိုက်တာနဲ့ SD1 မှာတခါလဲပါပြီးသားပေါ့ပြောချင်တဲ့အားဈေးလည်းတက်တာလို့ security အတွက်လည်းကောင်းတယ်နောက်ပြီးတော့ branch တွေအတွက်လုပ်ငန်းတွေ branch လုပ်ငန်းတွေအတွက်အရင်လည်းတွက်ချီကြိုက်တယ်ပေါ့နော်တတိယကတော့ Broadcom ရဲ့ VMware Velo Cloud ပေါ့သူကကျတော့ဒီ internet line မကောင်းနေရတော်တော်များများမှာဒီ packet loss အနည်းဆုံးဖြစ်တယ်လို့သူအနေနဲ့market ထဲမှာ claim နေပေါ့နော်နောက်ပြီးတော့တခြားဖြစ်တဲ့ဒီ Palo Alto တို့ Versa တို့ Aruba တို့လည်းရှိပါသေးတယ် Palo Alto ဆိုလို့ရှိရင် application visibility ကောင်းတယ်ပေါ့နော်
Aruba server piece ဆိုလို့ရှိရင် WAM optimization တော့ကောင်းတယ်ပေါ့အဲ့တော့အနှိမ့်ချုပ်အနေနဲ့ပြောရမယ်ဆိုရင် SC1 ဆိုတာကနည်းပညာတစ်ခုတည်းပေါ့နော် single technology မဟုတ်ပါဘူး vendor တွေမှာမူတည်ပြီးတော့ဒီ implementation လုပ်ပုံတွေကွာသွားတယ်ဒါကြောင့်ကိုက engineer တယောက်အနေနဲ့လေ့လာအောင်မယ်ဆိုလို့ရှိရင်ကိုသွားခြင်းတဲ့လမ်းကြောင်းကိုကုမ္ပဏီလိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့ဒီ vendor တစ်ခုကိုတခြားရွေးပြီးမှသာကျွန်တော် deep dive လေ့လာသင်ပါတယ်ကျွန်တော်အခုလက်ရှိမှာ Cisco SC1 lab တွေကိုlab လုပ်နေတယ်ပေါ့နော်နောက်လာမယ့် video ကြလို့ရှိရင်ဒီ Cisco SC1 ရဲ့ဒီ lab setup တွေ configuration တွေကိုလက်တွေ့မျှဝေပေးသွားပါမယ်ဒီဗီဒီယိုကလေ့လာသူတွေအတွက်အထောက်အကူဖြစ်တယ်ဆိုရင် like and share လုပ်ပေးပါဒီဗီဒီယို network ကနေနောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်ကျေးဇူးတင်ပါတယ်